pointer ကနေဒီများပုံစံကနေရာတိုင်းမှာရှိတယ်တချို့ software တွေကကျတော့ pointer ပုံစံမျိုးရှိအဲ့ဒါကသင်ရင်းနဲ့ဒီအဲ့ဆိုနေပြီအဲ့တော့ mouse ကိုဒီ mouse သင်ရင်းနဲ့ပါနော်သူက mouse ကဘာလို့လဲ white u အဲ့ဒါ pointer နော် pointer နဲ့ mouse နဲ့တွဲတယ်ဟုတ်ပြီ mouse ဒါလေးကို mouse လို့ခေါ်တယ်နော်ဒါကြည့် mouse ကမလေး mouse ကသူကခလုံးနှစ်ခုပါသူကဒီဘက်ကခလုတ်ပါနဲ့ဒါ left ပေါ့နော်ဒီဘက်ကလာအဲ့တော့ဒီဘက်ကခလုတ်ကိုနှိပ်တာကို left click လို့ခေါ်တယ်ဒီဘက်ကညာဘက်ကခလုတ်ကိုနှိပ်တာကို right click လို့ခေါ်တယ်အဲ့တော့ခြေတော့ဒီဘက်ကိုလက်ညှိုးတင်ဒီဘက်ကို left click ပြီးရင်ဒီလိုလေးရွှေ့အဲ့ဆိုရင်ဘာဖြစ်တော့မလဲဆိုရင် pointer ကရွှေ့အလဲမှာဘိန်းလုံးလေးပါအလဲမှာဘိန်းလုံးလေးကိုကြာတော့ဘယ်လိုခေါ်လဲဆိုရင် scroll wheel လို့ scroll wheel နော် scroll wheel ကထပ်အောင်ဆင်းရမှာတော့အဲ့ဒါကဒီမှာ mouse ကိုကြည့်လိုက်အဲ့တော့ mouse ကဘာလုပ်တာလဲဆို pointer ကိုရွှေ့တစ်ခုခုကိုမှတ်သားရင်ရွေးချယ်ရင်အသုံးပြုရဲတရားဖြစ်အဲ့တော့ mouse မှာခလုံးနှစ်ခုပါတယ်အဲ့ခလုံးတွေနှိပ်တာကိုဘာလို့ခေါ်လဲကလစ်လုပ်တယ်နော်ခလုံးကနှစ်ခုနော်ဒီမှာဖေးပဲတစ်ခုညာလည်းတစ်ခုအလဲမှာဘိန်းလုံးလေးအလဲမှာပါတဲ့ဘိန်းလုံးလေးကိုခေါ်လဲဆိုရင် scroll wheel လို့ခေါ်တယ် scroll wheel လို့ခေါ်တယ်ဘိန်းလုံးလေးနော်အဲ့တော့အဲ့ scroll wheel ကိုဘာလုပ်တာလဲပုံမှန်လဲဆိုရင်စာမျက်နှာထပ်အောင်ဆင်းကြည့်ရမှာတော့ scroll ဆိုတာကထပ်အောင်ဆင်းနော်အဲ့ဒါပြဟုတ်ပြီအဲ့တော့ mouse ကကလစ်လုပ်တယ်ကလစ်ဆိုတာဘာလဲဆိုတော့ mouse ရဲ့ဘယ်ဘက်ခလုတ်ကိုတစ်ချက်နှိပ်တာကိုကလစ်လုပ်တယ် right click ဆိုတာ mouse ရဲ့ညာဘက်ခလုတ်ကိုတစ်ချက်နှိပ်တာကို right click ပြီးရင် double click ဆိုတာနှစ်ဆနော် double click ဆိုတာက mouse ရဲ့ဘယ်ဘက်ခလုတ်ကိုနှစ်ချက်စက်တိုင်းနှိပ်တာကို double click ပြီးရင် scrolling ဆိုတာဘာလဲဆိုရင် mouse ရဲ့ scroll wheel ကိုလှိမ့်ပြီးတော့စာမျက်နှာထပ်အောင်ဆင်းတာကို scrolling အဲ့တော့ရှင်းပါလေဆယ်တော့ဒါ left နဲ့ right နော် left နဲ့ right နဲ့ရှိတာပါဘယ်ကအသုံးရလဲဆိုတော့ဘယ်ဘက်ကိုနှိပ်တာအသုံးရအဲ့တော့ဒီခြေကမပြောတော့ left click ကိုနှိပ်လိုက် left click ကိုနှိပ်လိုက်လို့မပြောတော့ဘူး click လုပ်လိုက်လို့ပဲပြောအဲ့ဒါဆိုရင်သမီးကဘယ်ဘက်ကိုပြော right click ဆိုရင်ညာဘက်နှိပ်ခိုင်းရင် right click လို့ထည့်ပြောdouble click ဆိုတာကဘာလဲဘယ်ဘက် clock ကိုနှစ်ချက်ဆက်တိုင်းdouble click ဆိုရင် double click လို့ထည့်ပြောတယ် right click ဆိုရင်လည်း right click လို့ထည့်ပြောဒါပေမဲ့ဘယ်ဘက်ကိုနှိပ်ခိုင်းရင်ကျတော့ left click နှိပ်လို့မပြောတော့ဘူးမနှိပ်နဲ့ click နှိပ်လိုက်လို့ပဲပြောတာနော် click နှိပ်လိုက် click လုပ်လိုက်လို့ပြောတာ scrolling ကကျတော့ဗာလဲဘယ်လုံးလေးကိုထည့်ရတာအဲ့တော့ click ရယ် right click ရယ် double click ရယ် scrolling အဲ့တော့လောက်ကြနော်အဲ့တော့ click ဆိုရင် mouse ကိုရွှေ့